ကဲကျွန်တော်တို့အခုဟိုဘိုင်းနာကိုရောက်နေပါပြီနောက်တစ်ခေါက်ထပ်ရောက်တာပါဖျဲသီးတန်လို့ဟိုအရင်တော့1000နဲ့အခု6000ပဲရှိတော့ညတစ်လုံးဟိုမှာကျွန်တော်ရေသက်မှု20လီတာလောက်ရှိတယ်6000နဲ့ရန်တက်ညာရွယ်ဘယ်ဟုတ်တယ်ရန်ကုန်တယ်ရလားဟဲ့တို့ဟိုကနေပြီးတော့လို့ရန်ကုန်မနေ့ပြန်လာရိုးမလားမနေ့ပြန်လာရိုးမလားတဲကြည့်မနေ့ပြန်ပြီးတော့ဘူးသူကဝယ်ထားတယ်လေဟုတ်ကဲ့ဒါဒီရထွက်ဒေသထွက်တွေပဲနော်ဘယ်ရလဲဘိုင်းနာပဲလားဘိုင်းနာပေါ့ရေကျော်တို့ဒီမျိုးနဲ့တိုင်းမျိုးနဲ့ပဲမလားတိုင်းမျိုးနဲ့ပေါ့ညောင်လေးပင်မျိုးနဲ့တိုင်းမျိုးနဲ့အဲ့လိုထွက်တာဟုတ်ကဲ့မိုင်းတို့ကျတော့ဘယ်လိုလဲဆိုတော့နည်းနည်းအခင်းတွေကလိုက်ဝယ်ထားတာလေမိုင်း3ရက်တောင်ပြတ်သွားတယ်ဟုတ်လားဟုတ်တယ်ပါကျေးဇူးပါဗျာနေရပူရတာပဲနော်